ဟုတ်လားကဲအခုဆိုရင်ကျွန်တော်တို့ Lego e-sport နဲ့ Let's Dance တို့ရဲ့ပွဲလေးကိုစလာပါပြီဖြစ်ပါရဲ့ဗောနော်အခုဆိုရင်ကျွန်တော်တို့သူတို့ကန့်ဖို့ကြံငယ်သွားကန့်ဖို့အစီအစဉ်ကြရဲဆိုရင်တော့ပေါ့အဲ့ဒါဆိုဘယ်ပေါ့တတ်တယ်ရောက်ပြီဟုတ်တယ် ဟုတ်တတ်တယ်ဟုတ်တတ်တယ်တာ လက်ကူကတော့လက်ကူ e-sport ကတော့တေးကြတယ်ငါ့ကိုဝဲခိုင်းပြီးတော့ရီဆိုင်ချင်းကတော့တာတယ်ကိုမြန် force ကြတော့မှာလားဟုတ်ပါဘူးကူကတော့မဘူးပဲ အာဘယ်လောက်ဟိုစောင်းဟိုလိုလိုက်ကြည့် ဒီမိနာမရဘူး အသွားမသိတော့ ပြရ ဟုတ်တယ်နော်ဘူးကြီးချင်း ဘယ်လိုလဲပြောလိုက် ကဲကဲပြောတယ်ကြီးချန်ပြောတယ် အခုဆိုရင်ဖေးသားနဲ့ကယ်ရီယာနဲ့တွေ့နေပါပြီဗတ်တယ်ဖြစ်ပြီး လာရဲโอเคဆိုဟိုပယ်ရီပြတ်ဆက်ဖြစ်ပါရဲ့ ကဲငါဆိုရင်တော့လိုက်နေပြီ ဘယ်ပြီးတော့မှာတော့စီထဲကခံနေရပါပြီဗျ အော်မေးတယ်ငါလိုက်မေးတယ်လိုက်မေးတယ် ဆိုယူပါရောယူများ ဆိုပြီးပါတော့ ညလာ ဖေးသားကြော်သွားပြီ ကျော်အဲ့တကောင်ဖြစ် ဟုတ်ပြီ โอเค အဲ့တော့ကော လေဂူ e-sport အနေနဲ့နည်းနည်းကွက်ကြားဖြစ်နေရယ် ကိုယ်ကအလုံးရှိအလုံးရှာပြီးတော့လိုက်ပြသွားနေပါပြီဗျ ကယ်ရီရန်ရှင်းတော့ အောက်မှာတော့ CC နဲ့ cloud ဆင်းရတော့ AC ပဲကိုဖန်ပဲပေါ့နော် ကလောက်ကတော့ဖျဲခံရမှာပါဗျ CC ဘရုံးနှစ်ကောင်တော့အငြိမ်မနေပါဘူးတယောက်နဲ့တယောက်ချနေပါတယ် ဒီဘက်တော့ clear တော့တိတ်ပြီးတော့လွယ်လွယ်တော့ ဗတ်တယ်ဖြစ်ဖို့အရေးအောင်မြင်နေရတယ် ဘာမှတော့ဖြစ်မသွားဘူးတဲ့ဒီဘက်တော့တေးကြတယ် clear တော့တိတ်ပြီးတော့လောက်ွက်ထွက်မယ်လို့ထင်ဘူးဘာဖြစ်လို့လဲဆိုတော့ terrier လဲလိုက်ပြီးတော့ clear ကိုထောက်နေ vision ဖောင်းနေမှာဖြစ်တဲ့အတွက်ကြောင့်ဖမ်းမှုလွယ်မှာမထင်ဘူးဒါလည်းတခြား ဖမ်းပြမှာပဲဖြစ်ပါတယ် အမလည်းမရအောင်ဖမ်းပြပါပဲ မင်းမေးကက်နေရတော့ပြီးတော့ ရှိ မင်းတယ်ပါ ကဲအလေမှာတော့ခတ်တီတာပါသွားခဲ့ပြီဒီကောင်လေး ညံရင်ကားလိုက်ဖြဲနေပြီးတော့ချနေ ဘယ်လိုက clear လိုက်ဖြဲနေလောက်ပါပဲနော်ပြန်ဖမ်းမယ် ကင်မရာမန်အင်္ဂါရပါတယ် ဒီမှာမအိမ်မရတော့အရင် ဒီကလောက်ကဖြတ်ခံရမယ်ဒီကမှရှိတယ် ဆူနာမီစနိုင်းနဲ့ကြိုက်မှာလား purify နဲ့ရှာပါဗျာ ဘလောက်ကတော့ purify ရှင်းနေတယ်ဆိုတော့ clear တော့ဆွဲမပါဘူး မပေးဘူးဒီ ဒီပိုင်းမပေးဘူး purify နဲ့ပြီးတော့ ဒီဘတ်တစ်ချင်းပြောတယ်ပြောတယ်ဘယ်နေရာလဲ
မသိနေအောင်ဘာလို့ပဲမပိတ်ဘူးကြညီမလိုပဲအကောင်းမှဖတ်ကြမယ်နေပါဆို ဘယ်ကောင်တော့သူကလည်းသူတော့မယ်ဒီကားနဲ့စီစီကတော့ပေါ်လန်းကိုယူဖို့အတွက်စပြီးတော့ကတ်နေပါပြီဖြစ်ပါတယ်ဂျယ်ရီဘာမှတော့လုံးလို့ရမှာမဟုတ်ပါဘူးဆူနာမီစနဲ့โอ้ยညညကြအလှလေးပြန်ရှောင်ပြလိုက်ရင်ပြင်ပေါ်လန်းကိုမှမပေးလိုက်ရပါဘူး yes leg ချောင်းနေကတိတာ rock နဲ့ခွဲမှာလားမခွဲဘူးညညကဖြဲနေတော့မယ် enemy ရှိတဲ့အထိဖြဲနေအောင်ပါပဲဒီ prayer okay ဒီတော့ဘာမှတော့စိတ်မပြုံပါပဲနဲ့ပြီးသွားပါပြီအောင်လင်းကတော့ cloud ကတော့ဆက်ပြီးတော့ချိုးနေပါကြ ကောင်းမီစင်နေတာ cloud ကဖဲတိုင်းမှာရမယ်ဆိုတာပေါ့ ဒီစင်ရှင်မခွဲတယ်ဒီစင်ရှင်သိမသိဘူး တေဦးကြည့် ဒီစင်ရှင်မ cloud ရဲ့ blazing jewel ဒီက item လိုအပ်ချက်တွေကြောင့်မလို့ damage ဆက်ပြီးထွက်ပြီးပါဟုတ်ကဲ့အဲဆိုရင်ဒီကတော့ distance back ကနေပြီးတော့တာတယ်ဦးအောင်ယူရတာဗျအကဲပဲတော့ Eso. Okay. ပေါ်ရဲပြီးတော့ဆက်ကြဲတော့စပြီးချောင်းနေပါတယ်သူတို့ကလင်းကိုဂျိုင်းဖြတ်ပြီးတော့ကတ်ပြီးတော့တာဝါတွေလိုချင်တာဒါမှမဟုတ် let's step back ကဘယ်တော့မှအဲ့လိုမျိုးလုံးဖြစ်ခံမှာမဟုတ်ပါဘူး easy session blue enemy blue ကိုဆူနာမီစနေမှာညရေကြာ free အဲ့ဒီမိဖွင့်ပြလိုက်ဆိုရင်ဒီ ရိုက်တယ် ရတယ်ဒါပေမဲ့ရတယ်ငါပြန်နေတော့မယ် butterfly တော့သုံးကြမလို့လိုက်ပါဘူး butterfly တော့မယ် Goku ဒီဘက်လေးပြန်စားရတယ်ဗျာဒါပေမဲ့ရင်းလေးဘာလုပ်မလဲ cloud ဖြတ် cloud ကိုဖြတ်ဖို့တော့ cloud ကဖြတ်တော့မရှိဘူး ရှာတော့ဘက်တူပြန်ဖမ်းသွားပြီဗျာဂိုကူကတော့တယောက်တည်းသူ့ဖမ်းပြန်ရှာနေတယ်ဒီမှာကတိတာဘာလို့မှလဲရီဆန်ကျွတ်ဖြတ်မှာလား ခုကျမ cloud ကိုတော့ private space တွေပေးဖို့လိုအပ်နေပါဘောနော် ကတိတာချမ်းနေဘုံလေးစစ်ပေးထားရပေါ့ဟုတ်ပါလေကိုကတော့တိတ်မကွာဘူးကိုကတော့အတူတူပဲ 1k လောက်ပဲပြတ်တာတော့ဘာမှမဖြစ်တာနိုင်ဘူးချင်း ချမယ်ဆိုရင်တော့ချလို့ရတယ်ဒီ cloud ပြစ်လာတိုင်းပြီဆိုရင်တော့ဒီလက်ကျန်ကလည်းအခွင့်အရေးရှိနေပါသေးတယ်အကြရင်လောက်တိုင်းမင်းထွက်လာတော့ပဲ prayer နဲ့စီစီနဲ့အောင်မှာတွေ့တော့မယ်လို့တယ်တော့သူနေတယ်ဒီ ဒီ prayer နဲ့ဖက်ရှာကြည့်မှာဖက်ရှာ online အရင်ယူမယ်ထင်ပါတယ်အရင်ယူပြီးမှဒီ lobby တွေကတော့9ယောက်ဆိုင်မှုပဲများပါတယ် ဘာလို့မှလဲခါလီယာ အာလီယာ မလို့သေးဘူးဗျရှင်နေကြည့်နေတဲ့ချက် prayer နဲ့ခေါင်းတို့ရတယ်ထဲရီ လဲကူဘက်ကတော့ဒီတို့ online ပတ်ချပေးမှပဲလော့လာမှာဗျ လင်းကလေးရစီးရနော်အောက်ကိုဘာလို့မှလဲဦးချိန်မှာတော့ဟာလက်ကူ e-sport ဘက်ကစပြီးတော့လောပြန်ပြင်းထားတယ် လဲကူဘက်ကလည်းတာနေရဆိုတော့သူတို့လော့ကိုဖို့ချဖို့တော့လူပေါက်ဖို့တော့မလုပ် ဆွဲ ဘူး ပြတ် ဗျ တော့တယ်ပေါ့ကြာဆွဲတယ်ပြက်လားမပြတ်သွားသေးဘူးမပြတ်သေးဘူးဆွဲပြတ်သွားပြီကောင်းတယ်ဗျာ ဒီကီယာ Ross အကြမှာတော့နှစ်ကောင်ပြန်ပေးလိုက်ရတယ် ဟုတ်တယ် လေရတဲ့ပြက်တွင်းဆိုလို့ လက်တက်အတွက်လက်တက်ကမ်းမဲ့ point ဘုံကနမှာထွေထားတယ်ပေါ့ တော့တော့ trade ထားရဆိုမှ let's step back ကနေ လက်တက် တော့ က ပြန် တော့ ပြီးယူသွားပါလားဖြစ်ပါတယ် ပြတ်တယ်ဗျာပြီးတော့ဟာကောင်းလိုက်တဲ့ရီဆန်ရှင်းဒါပဲရေးယူပြသွားတယ် ဒီ session ကောင်းတယ်ဆိုတာထက် လော့ရပါတယ်ဆိုပေမဲ့ဒီဘက်က၄ကောင်တည်နေတဲ့အတွက်သူတို့ဒီလော့နဲ့ကတော့ ဘာမှ impact ကြီးမှရအောင် ကြီးမရပါတော့မဟုတ်ဘူးဗျလော့ကိုဖျက်ရှင်းသွားမယ်ထင်ပါတယ်၅ကောင်2ကောင်အားနဲ့ဆိုတော့ ဟုတ်တယ်မှာ cloud ခံနေစီပြန်ရ cloud တက်တော့အချိန်ပိုရသွားတာပေါ့တော့ပြည့်ရှင်မနေထားတယ်
ဟုတ်မရှင်းသေးဘူးအဲ့ဒါဗလဲဖြတ်ဆိုင်နေတဲ့နေတာနေရတာလေဝီဆိုဘက်ကဟုတ်တယ်ရီစင်ရှင်းတော့ဖြတ်ရှင်ကိုကြိုးစားနေဥမာလက်စတန်မှာဘာမှမလုပ်ဘူးလား ဂျယ်ရီဘယ်ကိုရောက်ဖို့အတွက်ပေါ်တော့ဒီဖို့အတွက်ပေါ်ပေါ်ရှိမယ်ပေါ်ဒီဖို့အတွက်စူးစမ်းနေရဖြစ်ပါတယ်ကလော့ဒီစရှင်းရတော့ဘက်ကိုစပြီးတော့ရှင်းထုတ်ပလိုက်ပါပြ အဲ့ဒါဗလဲဆိုင်ပြက်တယ်ပြက်လာပြက်တယ်အမှဘလက်တော်ဝင်ထားတယ်ဘာလို့မှလဲ ဘယ်လိုမှဆက်ပြီးဒါမဲ့လည်းအပေါ်ကလင်းကိုရှင်းဖို့လိုသေးတယ်ဗျဒါမဲ့လည်းဆက်ချနေတော့မယ် ချရတယ် ချရဲတယ်ဗီယိုလိုက်ဖြစ်နေရင် ပြက်ဘူးမာ ကျောင်းစီစီကရင်ကိုချိန်ရတော့ချိန်တာလေ ပြက်တယ်စီစီရဲပြက်သွားတယ် ဘယ်လိုဘယ်စီကျူကခွဲမှာလား ဖေးရရိုက်တယ် ဘယ်စီကျူကခွဲကြတော့မလို့ပြဒီတိုင်းပဲတန်းကြောက်လာဘယ်စီကျူကဟိုစူနာမီစနဲ့ပြက်ကြရတယ်ဗျရ နှစ်ကောင်သုံးအောင်တွေ့တယ်2 for 3ပဲ 2 for 3 trade 2 for 3 trade နေ let's step back ကနေပြီးတော့2 for 2 trade နေဆိုပေမဲ့အပေါ်နေပြီးတော့ အပေါ်လမ်းကို let's stand ကယူရနိုင်တယ်ဗျဒါပြင်တခြားနေတွေကိုပါ let's stand ကပို့ပြီးတော့ထိချုပ်ခွင့်ရအောင်ဗျ ပြက်တာပြက်တယ်ဗျာလှလိုက်တယ်ဆွဲ ဆိုနာမီစနဲ့ဆွဲတာလေ ပြက်မလားဂရီတာ ကတိတာ ပြက်သွားဘူး ကတိတာမေ့ရှိတယ်မှာတကောင်အထင်မထင်ဘူးလို့တကောင်ဖြတ်တတ်တဲ့အချင်းကျင်းလေးနေဆိုတော့ ပြက်သွား ပြတ်သွားတာဗျโอเคစီတော့တယ်ရီခောက်ထားတယ်ဒါမှလည်းမရအောင်ပေါ်လေးကိုဆက်ပြီးထိန်းချုပ်မှုကြိုးစားနေ let's dance ဟုတ်ပါတော့ကြမ်းပါတော့လေကင်းရောက်လေလက်စတန်ပြီးတော့ရှန့်ချစ်တယ်လို့မြင်နေတယ်ကောင်းရရှင်ရောက်လာရင်တော့ let's dance ကပို့ပြီးတော့ scaling ပို့ကောင်းတဲ့ hero တွေနဲ့ဆိုတော့ လက်တော်ဖွင့်လာ လက်တော့ပေါင်းခွင့်တယ် ဖေးရရိုက်ဖေးရဘူးက စီလိုက်ပြနေကိုကူကြွပါတယ် ယောက်ျားမဲကတော့ရောက်ပြီးထားတဲ့နေသားမှာကိုပဲခွေးရှင်းပြီးတော့ဂျန်ကဲမှာလည်းပေါ့နော်ကိုဘက်ကနေရာပြန်ထားတယ်အဲ့တော့ကိုဘက်ကစီတီကတော့အထိုင်ဖို့ကြိုးစားနေပါတော့ ခန့်ရလဲထွက်တော့မဲ့ချိန်မှာဆိုတော့လောက်တော့လေကူဘက်ကမဖို့ရဘူးဗျ နားလာ ဘက်ကကြံကမရှိနေနေတာဒီကမြစ်တွေ ဝင်းချင်ဘလို့ဖြစ်လို့ဝင်း တော့ကဝင်းချန်နဲ့ magic damage ကိုကားလိုက်တာဖြစ်ပါတယ်တခါမှမမြင်ဘူးပါဒါရမ်းမှာမြင်ရတဲ့အကွက် အခုကျွန်တော် low battle လေးတစ်ခုမြင်ရတော့မှာဖြစ်ပါတယ်မကြခင်မှာတော့ ဟုတ်တယ် လောဘတဲ့ဖက်ဖက်ချက်ပိုက် ဆူနာမီစနဲ့ဆွဲတာလေ ဆွဲရတယ် ပြက်လာ ဒါမှမဟုတ်ပြတ်ပါဘူး ဟောတော်တော်လေးမာရဲ့အနေထားတစ်ခုရောက်နေပါတယ် ဒီကလောက်ဒီ filter ကြီးကိုဖြတ်ဖို့ဆိုရင် CC နဲ့ဒီသက်ရှင်းတစ်ကောင်ပေါင်းပြီးတော့ဖြတ်ဖို့တော့မှလွယ်မထင်ပါဘူးဗျ တဲလေးကို join လာပြီ ဒီဆောင် black ကိုပေါင်းဖွင့်တာလေ rock way ရှာတယ်အားရပြက်သွားပြီ ဟုတ်ပါကဲအဲ့ဆိုတော့ဇောကို last time ကနေပြီးတော့ထိန်းချုပ်သွားပါဗျ လက်ဆက်မဲ့တွေ့အဲ့နော်ဒီကောင်တော့ကြားတယ်အဲ့သူလည်း ဟုတ်တယ်အဲ့လိုမြင်ကဲတယ်မတူတော့ ဟုတ်တယ် ဟုတ်တယ်ပြန်ရကတ်တယ်လူရနော်ခုစတော့freya အများဆုံးအပြင် EX goal line မှာပဲတွေ့ရတာပဲဒါပေမဲ့ရန်ကနေပြီးတော့ EXP မှာ debut လုပ်ထားBlue State မှာတော့မြင်ခဲ့ရတော့ကျွန်တော်တို့မသိဘူးဆိုတော့knockout state မှာ e-sport အနေနဲ့ knockout state မှာပါထုတ်တော့ ဘာကတ တကယ်လို့ထုတ်လိုက်နေပဲ ဖြစ်ပါတယ် လေဦးဒီပေါ်မှာတော့တပန်းကိုတိတ်မပါလာဘူးနော် တိတ်ပြီးတော့ ဒီတော့တပန်းကလွယ်မယ်လို့မထင်ဘူးပေါ့ဒါဆိုဘိုင်လို့ပြသွားတယ်ကတိတော့ဆွဲလာတယ်ပြက်လာ တော့လည်းမပြတ်ဘူးရန်ကြီးလာလိုက်နေတယ် black ကို စ ပေါင်း င် ID အောက်မှာပဲ ပြတယ် black ကိုဒီဂျူကခွဲတယ်တော့နေပါရဲ့ အာဒီက ကောင်းတယ် ဆက်ရှင်တော့ဒါပေမဲ့တို့ဆက်ရှင် တကယ်လာ အမှန်ကုန်ဆုံးပြရ ဘယ်ကောင်းတဲ့ကိုတာဝရီလူချင်းပြီး cloud လိုက်ပြင်းနေတယ် ခုမဟုတ်
ဒီမှာနှစ်ယောက်လောက်ပဲပြောတယ်တန်ကြတဲ့ အေးငါကြောက် အဲ့ဒါ ကျွန်တော်တို့ cloud ကတော့ဆက်ပြီးတော့ fan base page ကိုဆက်သွားနေအခုဆိုတော့win of nature ရပါပြီ last time back ကနေပြီးတော့ 2k goalie နဲ့စပြီးဥဆောင်နေတယ် cloud အနေနဲ့လည်း full item ဖြစ်သွားပါပြီဒါအပြင် item swap ဖို့အပိုင်းမှာဆက်ပြီးတော့သွားလို့ရမယ်ဖြစ်ပါတယ်နော်ဟိုက clear ရဲ့ vision တွေကိုအကုန်လုံးလိုက်ပေါ်နေတဲ့အပြင် Helder ကြီးကိုဆွဲဖြတ်မယ်ဆိုရင်တော့ဖြတ်လို့မရတဲ့အနေအထားဖြစ်နေတာပေါ့တကယ်ရောက်လာလေရီဆန်ရှင်းရဲ့ impact တွေကလည်းဖြည်းဖြည်းကျလာအောင် ဒီ map control ဘိုင်း map control last time back ကအားတာနေတဲ့အတွက်ဒီ Lego e-sport အနေနဲ့နည်းနည်းအခက်တွေ့နေရပေါ့နော် ဆိုရင်တော့ nation လိုက် lane control လိုက် map space ယူလိုက် levelry ပတေကတော့ခရီးကခရီးက robot ကျိုးခွဲဖို့ကျိုးစားတယ်ဒါပေမဲ့မရဘူးတော့တဲ့ position ယူနေကြ တိကျတော့မဟုတ်ခရီးကဒီကောင်ကပတေရင်စားပွဲမှာပတေဖြစ်မဲ့နေတာမှတွေ့နေဘူးဒီတိုင်းတော့အမောင်းကကြောက်တိုင်း e-sport ဝင် အနေ နေ နဲ့တော့အကောင်လောက်ကိုလိုချင်တဲ့ပုံမှာပဲဒီ low budget မဆိုင် ဒီရှင်းရင် position အောက်မှာတွားယူထားတယ် လက်ကျအနေနဲ့ကတော့ဒီဘောလန်လိမ့်ပိတ်ချာနဲ့မှလိမ့်ပိတ်ချာစီမှာတော့လုံးမဲ့နေတာပေါ့ clear တ ခရီးက position ကောင်းတော့ clear tsunami နဲ့ဒါပေမဲ့ ခရီးဒါကြီးဖြစ်နေမပြတ်သွားခဲ့ဘူးညာ ဒီခရီးဒါကြီးကိုဘယ်လိုဖြည့်ရှင်းမှလဲခရီးဒါက Lego e-sport ဘက်က pick off တုံsolid မရှိတဲ့အတွက်ကြောင့်မလို့ပြဿနာကြီးအများကြီးကြုံနေရတာဖြစ်နိုင်ပါတယ်ဒါပေမဲ့ clear flat ကိုစူးစမ်းနေရဲ့ ဒီရှင်းကိုလိုက်လိုက်တယ် ဆောင်း black group ပေါင်းကြောင်လည်းဘာမှဖြစ်မလာဘူး ခရီးဒါကြော ခရီး င့် ဒါပြတ်သွားတယ် လေစင်ဂျူကခွဲတယ်အနကသေးပြီပေါ့ဒီစင်ရှင်းလိုက်ပြဖြဲဖို့ဂျူကနေ ဆူနာမီ tsunami plan လိုက်ပြ flicker တကွဒီစင်ရှင်း very nice ကိုလက်ဝီပေါ်ပဲ Lego e-sport ကနေပြန်ပြီးတော့တာလာပြီးတော့ပဲစကောက်ထည့်တော့မှာတော့ဘလင်းဂျူဝဲမရှိတော့ရနေတာမဒီကမှစတက်ပြပြနေတယ်ဟို match တယ်တော့ဘလို့မှမကနိုင်ပါဘူးဟို very nice is အမဘေးဘက်ကခွေးဘက်ကစီးနေတယ်ဘာလို့မှလဲ interest တော့အိမ်မပြန်ခိုင်းနဲ့အိမ်ပြန်နိုင်ပြီအိမ်ပြန်နိုင်ပြီ ဒီရှိနေမှာဆိုတော့ ဟုတ်ကူ happy day ခွေးဘက်ကတိုင်မြန် ခွေးဘက်ကတိုင်မြန်ပါ လေးတယ်မလာသေးဘူးပြောဩ ယူဆောင်ပြန်ထွက်လာပါပြီ လက်ရံသွားမြနေပဲနှစ်တင်းတော့တော်လေး height တဲ့ပွဲတော့တွားကြတယ်ဒီမှာခါရီယာခေါင်းနဲ့ဘာလို့မှလဲခါရီယာဘီရှင်ပေါ်ပြရတယ်ဗျလောက်တော့လက်ကျန်ဘက်ကရဖို့ရရနေပုံများလာရောဒီမှာလက်ကျန်ဘက်ကတော့ control လုပ်ထားတယ်လို့ control လုပ်ပြီးတော့အဲ့တော့ပုံများရပါလက်ကင်းနေသားဆိုတော့ကောက်တဲ့တိုင်းနဲ့ရောက်လာဆိုတော့ ဘယ်လိုတမရလဲ အဲ့ဒီတော့တော့နေခက်ခဲသွားမယ့်ရှင်တွေကိုတော့ပြီးလိုက်ရတယ်တရုံးလေးနဲ့ဝင်ရှိုးသွားနိုင်တဲ့ရှင်တွေရှိနေတဲ့အတွက်ကြောင့် Lego e-sport ဘက်ကနေ လောက်ကို family space နေတယ်မှာ rabbit တွေကကျွေးထားတယ် Lego e-sport ဘက်ကလည်း high ground defense mage တွေမပါတာကြောင့်မလို့သူတို့တွေတော့အထက်ထက်မဝင်ငယ်ပါနဲ့တခါတည်းပတ်တဲ့ဆိုင်ပြီးတော့မှချမယ်ဆိုရင်နိုင်ဖို့အခွင့်အရေးအနေငယ်တော့ရှင်းနေတယ်ဒါပေမဲ့လည်း last step ဘက်ကနေပြီးတော့ပတ်တဲ့ချဖို့အတွက်အစီအစဉ်ရှိသေးပုံမပေါ်ဘူးဒါပေမဲ့လည်း theory ကဲ လောကတော့ပုံမှာတက်နေရောကလောက်အောင်လေးကို block ကို ယူလာတယ်အောင်လေးရှိုးမဲ့နေတာပေါ့လက်ကူဘက်ကဘာလို့မှလဲ less than အောင်လေးမဲ့က try မကြိုးရနေတယ်အဲ့မှာပုံမှာတို့ထက်ရှိနေ CC တကောင်နဲ့ဖြေးထားတယ်ဝင်ရိုက်တယ် prayer prayer တော့ရိုက်မှာပဲ tsunami plan လက်တော့ပေါင်းတဲ့တော့ဒီဘက်က ပြက်လာမပြက်ဘူး ကျက်ဘူးတော့ဒီပြောပဲ ပြက်သွားတယ်ခရီးဒါ ross ပြောလိုက်ဘူးနောက်မှယူလောင်းရမာတောင်းနေရတယ် တော့မှမနေ့ကမနေ့ကမီနီယာတွေဆက်ရှိနေတော့ဗါလေ နေ ညင် နေ ညင်ကြား စီးနေတယ် prayer ဆိုတာ RAM မှာပဲကန်ရတာပါဗျ PHP အဲ့လိုရှောင်းနေတယ် အဲတူဆိုရင် ကဲ triple key extension ဒီဘက်က theory ပြန်ပြီးခောက်ထားတယ်နိ 3 4နဲ့3 4 ကဲမင်း
မင်းရဲ့မီနီယန်တွေကိုလိုက်ပြီးဖမ်းဖို့ကြိုးစားတယ်ဒါပေမဲ့ကျိုးသွားပြီအခုဆိုတော့ လက်ကူ e-sport က3 lane မှာကပေးလိုက်ရရွယ်ဖြစ်ပါတယ်ဒီ less than best ကတော့ hero 3កောင်ပေါ့နော် ဘယ်တဲ့ကတော့တော့လာရအောင်နေ free တော့မပါဘူးပြသူတို့ဘာလို့ရှင်တာလဲတော့မသိဘူးဟီရိုဖျက်ရှာနေတာလား အလဲမီကောင် ယူ အလဲမကောင်ယူဖို့ chance များတယ်ပေါ့နော် ခါဒီယာဘာလို့ပြင်မှာလဲခါဒီယာရဲ့ pick up ခရီးတက်ကော ပြက်လား ပြက်တယ် ပြက်လားမပြက်ဘူးဗျာပြက်သွားတယ် ဒါပေမဲ့လေးတော့မနိုင်သေးပါ ဒီ ဘူး မှာကတော့နေဘာလို့ပြပါလဲ ဒါပေမဲ့ကျွန်တော် free ကမှုတော့အချိန်က9စက္ကန့်လောက်ပဲ Rob Wade ကောင်းတယ် Roswell combo ပြက်လားပြက် ပြက် ဘူး ဖို့တော့မပြက်ဘူး ဘယ် ဒါ လို ပေ လဲ မဲ့ ပြန်မျိုးစေးသွားတယ် free boy တကယ်တော့အရင်စစ်တာလည်းသွားကြဒီနေ့တော်တော် high နေတော့ပွဲညင်27မိနစ်ဆိုနေတာပါတော်တော်လေးအမြအတင်းနဲ့တင်းလောက်သွားကြတယ်ကလီယာအရှိန်ဘယ်ချင်းတူးရတယ်ကလီယာကတော့သူရရင်ရတဲ့ကောင်ဖြစ်မယ်ဆိုပြီးတော့ဘယ်လိုရင်တော့ယူနိုင်မှလက်လက်စတန်ကနေပြီးတော့လောစတက်နေပြီကလက်ဝီဘကခေါင်းကတော့ကြောက်မှမတိုးလာသေးဘူး ဒီလောလက်ကူ တိုးလာတယ်အပြင်းဝင်တိုးလာတယ်ကလောက်ဘရင်းဂျူဖျန်းထားတယ်နောက်မှာခရီးယာရိုက်တယ်ခရီးယာဖဲဆိုင်နေဗျဟိုဘက်ဒီဘက်ကွဲတယ်ကာလီယာလွေဖြစ်ကုန်တော့မသိတော့ဘူး ဘယ်သူရောက်တော့မှလည်း ရီဒီဂိုရီဒီပေါက်ပြလာတယ် တော့စီ ပြက်မှုဗျာ ဆယ်လုံးစီကြောက်သွားတာဗျ လောတကောင်လောရတဲ့ပြင်ဒီလိုကြီးတကောင်မှာရရှိလိုက်တဲ့ let's step တော့ကတော့ဒါအဲ့လိုရမနေတာလောရတဲ့ထွက်လာတော့တရုံးပဲကျွန်တော်တရုံးယုံဒီမှာ လုံး လုံး နဲ့ နဲ့ final position ကာဒီယာကတိတာကျွန်းနေဗျာနည်းနည်းသူ position နည်းနည်းမှားသွားတယ်လဲချောက်မှားသွားတယ်ဆွဲပြက်ခံလိုက်ရောဒါပေမဲ့မဖြစ်သေးပါဘူးဒီကောင်နဲ့လောတွေးတော့များနေဆိုဒီလောနဲ့တရုံးလေးဝင်ရရင်တော့မကျိုးနေတယ်တော့ prayer ရှာရင်ဝင် ဒီ ဒီ စု စုဝင် ဆက်ပြောပြပြကိုသူလည်း ခါစုပြက်တယ်ပြက်လာ ခရီးယာ လောကရဲကဘရန်ဂျူပြန်လာတယ်ဒီယူတော့တော်မာတယ်ဒါလည်းပြက်လာပြက်သွားတယ်ပြက်သွားတယ်ဟုတ်တယ်ဟိုဒီစင်ရှင်းကမရတော့ဘူး မကောင်ဘလို့မကောက်လို့မရတော့ဘူးအခုဆိုရင်လက်စတန်ကဘုံမုံလေးချိုးသွားပြီးတော့နိုင်ယူ နိုင် ပါ ပါ ဗျ ပါရ